ကဲဗုဒ္ဓဥဒ္ဒမိတ်ဆွေပေါင်းလာပါနော်ဗုဒ္ဓဥဒ္ဒသမီးများစဉ်တောက်ကြနေ့ညနေပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တဲတော်နမိတ်ဖြစ်ပါတယ်တဲတော်ကခွန်ချပြီးတော့ဗုဒ္ဓဥဒ္ဒသမီးတွေရဲ့အိမ်တော်ရေးကျမ်းမာရေးစီးပွားရေးလူမှုရေးငွေကြေးလုပ်ငန်းဆောင်တာတွေပညာရေးတွေအားလုံးကိုပြီးတော့ဟောသံဟောပေးတာဖြစ်ပါတယ်ဗုဒ္ဓဥဒ္ဒသမီးတွေအတွက်တဲတော်ကခုနှစ်ကကျွန်တော်နမိတ်ဖတ်ကြားပေးမှာဖြစ်ပါတယ်အချိန်ကနည်းပါတယ်နည်းတဲ့အချိန်လေးမှာကျွန်တော်ရသလားကိုမြန်မြန်တန်တန်လေးပြောရတာပါနံပါတ်1ကဗုဒ္ဓဥဒ္ဒသမီးတွေကြာလာတဲ့တေတော်နမိတ်ကခွဲဖလားနှလုံးဆိုတဲ့နမိတ်ကြာပါတယ်ခွဲဖလားနှလုံးမှာယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်နဲ့ခွဲဖလားတွေကိုအပြန်လန်အကန့်လင့်နေတဲ့နမိတ်ဖြစ်ပါတယ်ဒီနမိတ်ကအင်မတန်မှအကောင်းသောနမိတ်ပါအဖက်ဘက်ကနေအစဉ်ပြေမယ်ကံတရာကောင်းမယ်စိတ်ချမ်းသာမယ်အဲ့တော့အလုံးနဲ့ပတ်သက်ရင်လည်းကံတရာကောင်းတယ်စီးပွားရေးနဲ့ပတ်သက်ပြီးတော့ကံတရာကောင်းတယ်စက်တူလုပ်ငန်းတွေရှယ်ယာလုပ်ငန်းတွေပူးတွဲပေါင်းစပ်လုပ်ငန်းတွေမှာအောင်မြင်မှုရတတ်တယ်အဲ့တော့အခြေအနေနဲ့ပတ်သက်ပြီးတော့ကံတရာအထူးကောင်းတဲ့ကာလလို့ပြောမယ်ဆိုရင်တော့မမှားပါဘူးတော်တော်လေးကောင်းပါတယ်အဲ့တော့ဒီချိန်မှာစီးပွားရေးနဲ့ပတ်သက်ရင်လုပ်ရင်ကောင်းမလားမကောင်းလားလုပ်တင်လားမလုပ်တင်လားဆိုရင်သူကခွဲဖလားနှလုံးနမိတ်ရဆိုရင်လုပ်တင်ပါတယ်အစိုးရဝန်ထမ်းတွေဆိုရင်ယာတုတိုးတက်တယ်အကျိုးရှိတဲ့နေရာဌာနတွေမှာတာဝန်ချထားပေးတာမျိုးတွေကြုံရတတ်ပါတယ်ထက်လူကြီးဆရာသမားတွေရဲ့ကုညီမဆမှုခံရတတ်တယ်နောက်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးတော့နောက်ကျောဓာတ်နဲ့ထိုးခံရတဲ့နမိတ်ကြပါဆွေမျိုးသားချင်းချင်းတစ္ဆာဖောက်ခြင်းဆွေမျိုးသားချင်းတွေကြောင့်စိတ်ညစ်ရတယ်ဆွေမျိုးသားချင်းကိုအကြောင်းပြုပြီးတော့ဝမ်းနဲ့ပူဆွေးရဆွေမျိုးသားချင်းတွေနဲ့ပြောဆိုတဲ့ကိစ္စတွေမှာအဆင်မပြေဖြစ်တတ်ပါတယ်လူမှုရေးကံတာတော့တော်တော်လေးကောင်းပါတယ်ညနာပွင့်မယ်လူချစ်လူခင်များမယ်ပေါင်းသင်းဆက်ဆံရေးတွေအဆင်ပြေမယ်နောက်ငွေကြေးနဲ့ပတ်သက်တဲ့ကံတာမှာကြတော့နှလုံးသားမှာဓာတ်သုံးလက်စိုက်တဲ့နမိတ်ကြငွေကြေးကိုအကြောင်းပြုတော့စိတ်ညစ်ရတတ်တယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ပူပန်သောကကြုံရတတ်တယ်ငွေကြေးကိုအကြောင်းပြုပြီးတော့သောကကြုံရတတ်ပါကျမ်းမာရေးဗုဒ္ဓဥဒ္ဒသမီးတွေကျမ်းမာရေးနည်းနည်းပါးခြူကြတတ်ပါတယ်နည်းနည်းပါးညံ့တတ်ပါကျမ်းမာရေးလေးတော့နည်းနည်းပါးဂရုစိုက်ဖို့လိုအပ်ပါတယ်နောက်ပြည်နိုင်နဲ့ပတ်သက်တဲ့ကိစ္စတွေတင်တန်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအတိုက်အခံလေးတွေအနှောက်အယှက်ကလေးတွေများတဲ့ပြီးတော့မှအောင်မြင်မှုရတတ်တဲ့အချိန်ကာလဖြစ်ပါတယ်နောက်အခြေအနေနဲ့ပတ်သက်ရင်တော့ကွင်းဆိုတာဘယင်မနမိတ်ပေါ့နော်ဘယင်မနမိတ်ဆိုတာအင်မတန်မှကောင်းပါတယ်အခြေအနေနဲ့ပတ်သက်ရင်ကံစားတာကောင်းတယ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ကံစားတာအထူးကောင်းပါတယ်အဲ့တော့စေတကြောင့်လည်းကိစ္စတို့မင်္ဂလာကိစ္စတို့အိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော်တော်လေးထူးထူးခြားခြားကောင်းမွန်တဲ့ကံစားတာမျိုးရှိပါတယ်ဒါဗုဒ္ဓဥဒ္ဒသမီးတွေရဲ့ကံစားတာကိုခြုံငုံပြီးတော့ကျွန်တော်ပြည့်ပြည့်စုံစုံဖြစ်အောင်တဲတော်နမိတ်ဖတ်ကြားပေးတာဖြစ်ပါတယ်ဒါကရတဲ့အချိန်လေးကတော့9မိနစ်6မိနစ်အဲ့လောက်လေးရတာပေါ့အဲ့လောက်ရတဲ့အချိန်လေးမှာပဲကျွန်တော်စူးစမ်းပြီးတော့ပြည့်ပြည့်စုံစုံဖြစ်အောင်ပြောခြင်းဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓဥဒ္ဒသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရာတော့အနဲ့ရောင်ညီညွတ်ရောင်ကောင်းပါတယ်အနဲ့ရောင်နဲ့ညီညွတ်ရောင်ကောင်းတဲ့ခွန်စ3စုံ3စ9စုံစတဲ့နံပါတ်တွေကအကျိုးပေးတဲ့နံပါတ်တွေဖြစ်ပါတယ်နှင်းစီပန်း10ပွင့်မြတ်စွာဘုရားလှူပြီးတော့ဆုတောင်းမှာကိုယ့်ရဲ့မကောင်းတဲ့ကံစားတာအញ្ញံခိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်အဲ့တော့တဲ့ဗုဒ္ဓဥဒ္ဒသမီးတွေအတွက်ကျွန်တော်တို့တဲတော်နမိတ်ဖတ်ကြားပေးခဲ့တာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ line ပေါ်မှာဆိုတော့လဲခုနှစ်ရက်သားသမီးတွေအတွက်အာယုံပြုတ်ပြီးတော့ဗုဒ္ဓဥဒ္ဒသမီးတွေတိတ်တံပြုတ်ပြီးတော့ပြည့်ပြည့်စုံစုံဖြစ်အောင်ကျွန်တော်တို့ဟောစတန်လေးဟောပေးရတာပေါ့နော်အဲ့တော့ကိုယ့်အတွက်တီးတန့်တဲတော့ချိုးပြီးတော့တဲတော့ကခုနှစ်ကတ်ချပြီးတော့ဘယ်ချိန်မှာဘာကြုံမဲ့အိမ်တော်ရေးတွေအလုပ်ကိုင်းတွေစီးပွားရေးတွေငွေကြေးတွေနော်ပေးတင်မပေးတင်တွေဝယ်တင်မဝယ်တင်တွေကျမရေးအနေထားတွေကောင်းမကောင်းတွေဒီနေ့လုပ်ငန်းတိုးချဲ့အစုံပါမယ်ဟောစတန်မှာကျင်နေဆိုရင်တော့ဖိုက်ဘာ39969235လုံးခုနှစ်အဲ့နံပါတ်ကနေပြီးတော့ဆရာကြီးဒုက္ခကျေပွင့်တဲတော်ဟောစတန်လိုချင်လို့ပါလို့ပြောပြီးတော့ကျွန်တော်ကြီးကိုစာလေးပို့လိုက်ပါနော်အဲ့တော့ခုနှစ်သားသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းတယ်နော်ကိုကျမ်းမှာစိတ်ချမ်းသာပါစေကျွန်တော်တို့လစဉ်1ရက်နေ့ကနေ10ရက်နေ့ထိပုံမှန်ဗေဒင်သင်တန်းတွေရှိပါတယ်ဗေဒင်သင်တန်းတက်ခြင်းတဲ့သူတွေလည်းစာရင်းပေးလို့ရပါပြီနော်ပုံမှန်တိုင်းကျွန်တော်တို့ယူတော်မင်္ဂလာချမ်းလည်းဗုဒ္ဓနေ့ရလွယ်ပြီးပုံမှန်တိုင်းဖွင့်ပါကိုကျမ်းမှာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေလို့နော်ဗုဒ္ဓဥဒ္ဒသမီးတွေအားလုံးကိုဆုတောင်းမေတ္တာလေးပို့သလိုက်ပါတယ်ဒုက္ခကျေပွင့်တဲ့တဲတော်ဟောစတန်ရဲ့တက်တန်းလည်းမနေတော့ပါဘူးနော်နှစ်ပေါင်းဆိုရင်14-15နှစ်လောက်တောင်ရှိသေးပါပေါ့ရက်မပြတ်ပါအဲ့တော့ပြီးကြတဲ့ကျွန်တော်တို့ဟောစတန်စီစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ဝမ်းသာစရာသတင်းလေးပြောချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဒီမှာဒီဒုက္ခကျေပွင့်ဆိုတဲ့တဲတော်ဟောစတန်ဒါမွေးတက်ကလေးနဲ့တွေ့တာမဟုတ်ပါဘူးကိုယ့်အတွက်တဲတော်က9ကတ်ချပြီးတော့ကိုယ့်အတွက်တီးတန့်တဲတော်က9ကတ်ချပြီးတော့ဟောပေးတဲ့
ဟောသရံဖြစ်ပါတယ်အဲ့ဒီဟောသရံမှားခြင်းနဲ့ဆိုရင်မှားလို့ရပါတယ်ငကိုတော့ဆိုရင်ကျွန်တော်ဒီမှာတဲတော်ဟောသရံလေးတွေကိုလှမ်းလှမ်းမှားကြတယ်ဗျဒါဆိုကျွန်တော်တို့ line ပေါ်မှာဆရာရဲ့ဟောသရံလေးတွေကိုနားထောင်နေတိုက်ဆိုင်နေမှန်တယ်ပေါ့ဒါခုနှစ်သားသမီးတွေအတွက်တောင်မှတိုက်ဆိုင်နေဆိုရင်ငါတို့အတွက်တီးတန့်တဲတော်နဲ့ဟောပေးတဲ့ဟောသရံဆိုရင်ပို့ပြီးတော့မြန်တိုက်ဆိုင်မယ်ပို့ပြီးတော့မှန်ကန်မှာပဲဆိုပြီးမှားကြအဲ့တော့ကျွန်တော်ကမလုပ်ပါဘူးဘယ်လိုဆိုကျွန်တော် line ပေါ်မှာလည်းပဲတပတ်တစ်ခါအများတန်းဟောပေးနေကြဆိုတော့မလုပ်အဲ့တော့ဒီမွေးနေ့မွေးရက်မွေးသက်ကြီးတွေနဲ့အသက်ကဘလောက်နော်အဲ့လိုမျိုးဟောတာပေါ့အဲ့လိုမျိုးဟောသရံတွေဟောပေးတာအခုကျတော့ပြီးခဲ့တဲ့ကျွန်တော်တို့3-4ပတ်လောက်တုန်းကကျွန်တော်ဒီ level မှာအစီကျိတ်ရှိတော့အတန်ဝင်သွားတယ်အတန်မထွက်တော့ကျွန်တော်ဒုက္ခကျေပွင့်ဟောသရံကိုဟောမပေးနိုင်တော့ပေါ့ပြက်ကောတယ်လည်းပြက်ကောစဉ်းစားတယ်ဟောခုနှစ်ရက်သားသမီးတွေတွေငါဒုက္ခကျေပွင့်တဲ့ဟောသရံကိုဟောမပေးနိုင်တော့ဘယ်လိုလုပ်မလဲဒီဟောသရံကိုစောင့်မျှော်နေတဲ့လူတွေကတစ်ပတ်အများကြီးပဲလေကျွန်တော်ဒီဒုက္ခကျေပွင့်တဲ့ဟောသရံဖိုင်မှာ view တွေဆိုရင်ကြည့်ကြည့်ပါတချို့ဆိုရင်မီလီယံအထိရှိပါတယ်နော်မီလီယံအထိရှိတယ်ဒီလူပေါင်းများစွာဒီဒုက္ခကျေပွင့်ဟောသရံကိုစောင့်ကြည့်နေတာအဲ့တော့ကိုကမဟောပေးနိုင်ဆိုရင်ဘယ်လိုလုပ်မလဲအဲ့မှာလန့်သွားတယ်ငါလုံးမပေးနိုင်ဘယ်လိုလုပ်မလဲအဲ့မှာအတွေးချက်ချင်းပေါက်ပြီးချက်ချင်းကောက်ပြီးတော့ဒါစီစဉ်ပြီးတော့ဟောသရံဟောပေးတာပါဒါမိတ်ဆွေအတွက်ကျွန်တော်တဲတော့က9ကတ်ချပြီးတော့ရေးပေးတဲ့ဟောသရံရဲ့နမူနာပုံစံဖြစ်ပါတယ်စာမျက်နှာ18မျက်နှာလောက်ရှိတယ်စာမျက်နှာ18မျက်နှာလောက်ရှိဘာတွေပါလဲဆိုရင်ကျွန်တော်တို့ဒီထဲမှာနံပါတ်1ကအိမ်တော်ရေးစီးပွားရေးတို့အလုပ်အကိုင်းအဲ့ဒါတွေပါတယ်ဆွေမျိုးသားချင်းဆက်ဆံရေးနဲ့ပတ်သက်တဲ့နမိတ်တွေပါတယ်နောက်လူမှုရေးကံတာကောင်းမကောင်းတို့အကျိုးအဲ့ဒါတွေပါတယ်နောက်ငွေကြေးနဲ့ပတ်သက်ပြီးတော့ပါတယ်ပတ်စံတွေပေးတာရမရစီးပွားရေးတိုးတက်မတိုးတက်နောက်ကျန်းမာရေးကံအတွက်နမိတ်တွေပါတယ်နောက်ပညာရေးကိစ္စတွေဘာသာရေးတွေအခြေအနေတွေအစုံပေါ့ဟို line မှာကျွန်တော်ဒုက္ခကျေပွင့်ဟောသရံဟောပေးထားသလိုအစုံပါပါတယ်နောက်ကိစ္စလိုက်ပြုလုပ်ရမယ့်ရရာတွေပါပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီတဲတော့က9ကတ်ကိုခြုံငုံသုံးသပ်ပြီးတော့မိတ်ဆွေဟာဘာတွေဖြစ်နိုင်တယ်ဘာတွေမဖြစ်နိုင်ဘာတွေလုပ်တင်တယ်ဘာတွေမလုပ်တင်ဘူးဆိုအကြံပေးတာတွေပါပါတယ်အဲ့တော့အားလုံးဆိုရင်18မျက်နှာလောက်ရှိတယ်အချိန်အပြည့်ဆိုရင်တော့3ရက်အချိန်ယူတော့3ရက်မိတ်ဆွေကကျွန်တော်ဒီမှာဒီဒုက္ခကျေပွင့်တဲတော့ဟောသရံမှားကျင်တယ်ဆိုရင်ကျွန်တော်တို့Viber ကနေဆက်သွယ်ပါဗောနော် Viber ကနေဆက်သွယ်ပါကျွန်တော်ရက်ချိန်3ရက်ပေးမယ်3ရက်ပြည့်ရတဲ့ဟောသရံစာအုပ်လေးပြန်ပို့ပေးမှာဖြစ်ပါတယ်။နောက်ငကိုတော့ဆိုရင်ဒီတဲတော်ဟောသရံမလုပ်ပါဘူးအခုတဲတော်ဟောသရံလေးစပြီးတော့လုပ်နေပါပြီနော်။နောက်တစ်ခုကကျွန်တော်ဒါတော့ဗာမင်းသိန်းကကြီးတဲ့ဘလောက်ပြီးပေါက်တဲ့ပတိလေးတွေပါ။ကြီးရဲ့ဘလောက်သားရဲ့ရောပြီးတော့ဓာတ်စင်တာသူကစောင်းထားတာနဲ့စွမ်းပါတယ်။ကျွန်တော်တို့ဒီကနေပြီးတော့ကြီးလုံးမာတဲ့နေရာလေးတွေကကျွန်တော်တို့အကြောင်းကြားလာတယ်။နောက်တစ်ပတ်ကျရင်ကြီးလုံးမရနိုင်တော့အဲ့တော့လက်ရှိဇာတ်မှာရှိတာတော့ပတိလုံးလေးကြီးနဲ့ဘလောက်ပြီးပေါက်ကအကုန်200လောက်တော့ရှိပါတယ်နောက်ဆိုရင်တော့မသေးကြပါဘူးကြီးလုံးနောက်ထပ်ရမယ့်နေရာလေးတွေတော့ကျွန်တော်စုံစမ်းနေပါတယ်ကြီးလုံးလုတ်ပေးနိုင်တဲ့သူတွေဆိုရင်လည်းကျွန်တော်တို့ဆက်သွယ်နိုင်ပါတယ်အဲ့တော့ဒီလိုပတိလေးတွေမှားကျင်တယ်ဆိုရင်လည်းကျွန်တော်တို့ Viber နေမှာပါဒါတော့ကျမ်းမာရေးကောင်းတဲ့လက်ပတ်လေးတွေပါကျွန်တော်တံပြန်စမနဲ့လက်ဖွဲ့ထိုးထားတာပါဒါတော့စီးပွားရေးအတွက်ဆိုကြီးလေးကြီးစမနဲ့ကျွန်တော်လက်ဖွဲ့ထိုးထားတာဒါအခြေအိမ်အောင်နဲ့ပတ်သက်တဲ့လက်ဖွဲ့လေးဖြစ်ပါတယ်အဲ့တော့လက်ဖွဲ့3ခုကျွန်တော်စီရင်ပေးပါနောက်တစ်ခုကကျွန်တော်တို့ဒီမှာဈေးဆိုင်တွေအတွက်ဝါစိနီအင်းစမဖျောင်းနိုင်လေးတွေဖြစ်ပါတယ်တနေ့တိုင်းထုံးကငွေပေးငွေယူလုပ်ငန်းတွေဈေးဆိုင်တွေအယောင်းဝယ်ကောင်းမှုတွေအတွက်လုပ်ပေးထားတယ်ဖျောင်းနိုင်ဖြစ်ပါတယ်ဒါကတော့စီးသားရောင်းမှလေးတွေပါပစ္စည်းတွေကိုရိုက်ပင်ရောင်းထွက်ပါတယ်ဒါကတော့ကျွန်တော်တို့ဒိုးကလေးပါဒိုးကလေးကတော့တိတဲ့အတိုင်းပါပဲဒါတော့ပီယာသေးပါပြီးခဲ့တဲ့တပေါင်းလားပြည့်နေ့တုန်းကအဲ့ဒါမှာအင်းနေထည့်တာချစ်ထုံးမပြဲတဲ့မျက်နှာပွင့်အောင်စမ်းပွင့်အောင်ပေါ့နော်လုပ်ပေးထားတယ် PR သေးဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့အဆောင်လက်ပတ်လေးတွေဖြစ်ပါတယ်ကဲကျွန်တော်တို့